ဒီကောင်မလေးကိုသူ့မိခင်အရင်ကြည့်ကုန်တိုင်းကမီအောက်လက်ဝိပွဲတစ်ခုမှာစူကြီးတစ်ခုလိုသဘောထားပြီးရောင်းစားခဲ့ပါတယ်။ပွဲကြည့်ပရိသတ်တွေကလည်းကောင်မလေးကိုဖြစ်စည်းတစ်ခုလိုသဘောထားပြီးအလူအယက်လီလံဆွဲနေကြပါတယ်။အဲ့ဒီအချိန်မှာပဲဒီကလပ်ကိုရောက်နေတဲ့ CEO တထေးချောလေးကဓားကိုမြင်သွားပြီးဒီနေရာကမိန်းမတွေကိုပါရောင်းစားနေပြီလားဆိုပြီးလက်ဝဲကြိုးဝိုင်းတဲ့ကိုယ်တိုင်ဝင်လာခဲ့ပါတယ်။အဲ့ဒီနောက်ပြိုင်ဘက်ကိုတစ်ချက်ထဲနဲ့အလဲထိုးပြီးသူ့ကိုငါခေါ်သွားမယ်ဆိုပြီးပြောကကောင်မလေးကိုခေါ်ထုတ်သွားခဲ့ပါတယ်။အပြင်ရောက်တော့တထေးလေးကတညအတွက်ဒေါ်လာ3သိန်းပေးမယ်လို့ကန့်လန့်လိုက်ပါတယ်။ကောင်မလေးကချက်ချင်းငင်းလိုက်တဲ့အခါတထေးလေးကကြောက်ရင်လဲចောင်းပြန်တက်ပြီးစားပဲကြိုးစားပေါ်လို့ခက်အေးအေးပဲပြောလိုက်ပါတယ်။ကောင်မလေးလည်းဒီလိုရွေးချယ်စရာမလိုတဲ့ဘဝမျိုးကိုပဲပြန်သွားဖို့ဆုံးဖြတ်ပြီးလှဲထွက်သွားတော့မှပဲသူ့အမေစီကဖုံးဝင်လာပါတယ်။သူ့မောင်လေးမိန်းမယူကိုတောင်းရမ်းငွေဒေါ်လာ1သိန်းအခုချက်ချင်းလို့တယ်ဆိုပြီးရင်တီးစွာနဲ့ဖိအားပေးလာပါတယ်။တခြားရွေးချယ်စရာလွတ်လန်းမရှိတော့မှန်တီးလိုက်ရတဲ့ကောင်မလေးဟာအချက်တရားတွေကိုဘေးဖယ်ပြီးတထေးလေးစီပြန်ပြေးသွားကအဲ့ဒီကန်လမ်းမှုကိုလက်ခံလိုက်ပါတော့တယ်။တထေးလေးရဲ့ကားရဲရောက်တော့ကောင်မလေးကကျမကအတွေ့အကြုံမရှိပေမဲ့တင်ယူဖို့အဆင်သင့်ပါပဲလို့ပြောလိုက်ပါတယ်။ဒါပေမဲ့တထေးလေးရဲ့အင်ကိုရောက်တဲ့အခါမှာတော့ကောင်မလေးထင်ထားသလိုဖြစ်မလာခဲ့ပါဘူး။ပထမအကြိမ်မှုကြောက်ရွံ့နေတဲ့ကောင်မလေးကိုတထေးလေးကလောင်ပြောင်ခြင်းမရှိသလိုအခွင့်အရေးလည်းမယူခဲ့ပါဘူး။သဘောကျစွာပြုံးလိုက်ပြီးသူမကိုညင်ညင်တာတာလေးပွေချီကသူမကြုံတွေ့ခဲ့ရတဲ့ဆိုးရွားတဲ့ပတ်ဝန်းကျင်ကနေဆွဲထုတ်ပေးခဲ့ပါတယ်။အဲ့ဒီညာလေးဟာသူတို့နှစ်ယောက်လုံးရဲ့ဘဝကိုဘယ်သူမှမထင်မှတ်ထားတဲ့ပုံစံနဲ့ပြောင်းလဲပေးသွားပါတော့တယ်။ဒီနေ့မနက်မှာတော့ကောင်မလေးကအမေစီပတ်စံနှမ်းလွှဲပြီးတာနဲ့အလုပ်ကိုအပြေးလွှားလာခဲ့ရပါတယ်။နောက်ကျလို့မန်နေဂျာဆိုတာခံရမလို့ဖြစ်ပေမဲ့သူကဆောက်တီးတော်တဲ့သူမို့အစုတက်တာသွားခဲ့တယ်။ဒါတွေကိုစီတထေးကထောင်းတနေရာကနေအကဲခတ်နေခဲ့တာပေါ့။အဲ့ဒီအချိန်မှာပဲအမေဖြစ်သူစီကဖုံးဝင်လာပြီးသမီးနေကောင်းလားတော့မမေးပဲအကိုဖြစ်သူအိမ်ဝယ်ဖို့အတွက်နောက်ထပ်သိန်း200ထပ်တောင်းပါတော့တယ်ဖုံးချသွားပေမဲ့ကောင်မလေးရဲ့ရင်ထဲကအပူမီးတွေကတော့မငြိမ်းသွားခဲ့ပါဘူးအဲ့ဒီနေ့ညမှာပဲကောင်မလေးဆောက်တီးတဲ့ကလပ်ကိုဖူးစာဆောင်ခြင်းတော့ကြေရောက်လာခဲ့ပါတယ်မိန်ပြမီးအောင်အောက်ကကောင်မလေးရဲ့တီးခတ်မှုကတခန်းလုံးကိုငြိမ်းကျသွားစေခဲ့တယ်ဒါပေမဲ့စင်ပေါ်ကဆင်းချင်းမှာပဲအရင်ကတည်းကသူ့ကိုလိုင်းနှောက်ရှက်နေတဲ့ကောင်တယောက်နဲ့တွားတိုက်မိပါတော့တယ်အဲ့ဒီကောင်ကကောင်မလေးကိုလမ်းပိတ်ရက်ပြီးအတင်းရက်တောက်ခိုင်းနေခဲ့တာပါကန်ဆိုးကျင်တော့အဲ့ဒီကောင်ကတခြားသူမဟုတ်ပဲစီယူရဲ့ညီဝမ်းကွဲဖြစ်နေခဲ့တယ်ညီဖြစ်သူကအမူးလွန်ပြီးရိုင်းရိုင်းဆိုင်တွေဆက်လုပ်လာတော့စီယူကဝင်ဆွဲပြီးတစ်ချက်တည်းနဲ့အပြက်ရှင်းလိုက်ပါတယ်ညီဖြစ်သူလည်းအကိုဖြစ်သူစီယူကိုမြင်ရောကြောက်လန့်တကြားနဲ့နောက်ဆုတ်သွားပြီးနောက်တာပါဆိုပြီးချက်ချင်းကိုလေးတန်းပြော့သွားပါတော့တယ်စီယူကကောင်မလေးရဲ့လက်ကိုဆွဲပြီးအပြင်ကိုခေါ်ထုတ်သွားတယ်ကောင်မလေးကကျေးဇူးတင်စကားဆိုတော့စီကရုတ်တရက်လေးတန်းမာနဲ့မင်းတကယ်ကျေးဇူးတင်ရင်အမှန်တိုင်းပြောငါမင်းကိုပတ်စံ3သိန်းပေးထားရက်နဲ့ဘာလို့ဒီလိုနေရာမှာအလုပ်ဆက်လုပ်နေတာလဲလို့မေးလိုက်တယ်ကောင်မလေးကလည်းမျက်နှာပူပူနဲ့ဒါကျမမိသားစုကိစ္စပါဆိုပြီးလှည့်ထွက်သွားခဲ့တယ်စီရုပ်လည်းအပြင်ကနေ9မိနစ်လောက်စောင့်နေပေမဲ့ကောင်မလေးထွက်မလာတာကြောင့်စိတ်ပူပြီးအထဲကိုပြန်ဝင်ရှာပါတော့တယ်တီးတန့်ပစ်ဖခန်းတစ်ခုကိုစောင့်ကန်ဖွင့်လိုက်တော့စောကညီဝမ်းကွဲကကောင်မလေးကိုထပ်ပြီးအနိုင်ကျင့်နေတာကိုဒေါသထွက်ဖွယ်တွေးလိုက်ရတယ်ဒီတခါတော့စီယာကကောင်မလေးကိုထပ်ကယ်လိုက်ပြီးသူ့အနာနောက်ဘယ်တော့မှမကန့်နဲ့လို့ညီဖြစ်သူကိုအပြက်တတိပေးလိုက်ပါတယ်အဆက်ကွဲသွားလို့အညှိုးထားသွားတဲ့ညီဖြစ်သူကသူ့အကိုစီယူဟာဒီကောင်မလေးအပေါ်တန်ရောစင်ရှိနေမှန်ရိပ်မိသွားတယ်ဒါနဲ့စီယူရဲ့စိစက်ထားသူဆိုတဲ့မိန်းမစီချက်ချင်းဖုံးဆက်ပြီးခမားရဲ့စိစက်ထားသူကကောင်မလေးတယောက်နဲ့အရန်နှီးဆက်နေတယ်ဆိုပြီးဂုံးစင်းပါတော့တယ်ဒီလိုနဲ့မုံတိုင်းတွေကတော့စတင်တိုက်ခတ်လာပါတော့တယ်